ရန်ကိုစိတ်ဆိုးသွားပြီးအဲ့ဒီနေရာကိုပြန်လဲတိုက်ခိုက်ပါတော့တယ်။ရင်းနဲ့ရန်ဆွမ်းအင်ဟာအလွန်ကိုကြီးမားလွန်းတာကြောင့်စာကိုနှိမ်နှင်းတဲ့ဆရာကြီးတွေပဲခံနေရပါတယ်။ဒုတိယတစ်ယောက်ဟာတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပေမဲ့မိစာဟာတတော်ကြီးအသွင်ကိုပြောင်းလိုက်တာကြောင့်သူလည်းမနိုင်ခဲ့ပါဘူး။မိစာကြီးစီကတိုက်ခိုက်ခံနေရတဲ့လက်ဆရာဟာဒီတခါတော့အနိုင်လက်နိုင်ပြီလို့ထင်ပေမဲ့လည်းမိစာကြီးကတော့လက်တွေအများကြီးထပ်ထွက်လာပြီးအလှတောင်ထိုင်းပြနေခဲ့သေးတာပါ။အချိန်မှာပဲတကူကြီးတဲ့နတ်ဖျားတစ်ပတ်ဟာနတ်ခတ်တာရတွေလိုအစွမ်းအင်တွေကိုထိန်းချုပ်ပြီးအိုးတစ်လုံးကိုဖန်ဆင်းခဲ့ပါတယ်။လက်ကလေးတစ်ဖက်နဲ့အဲ့အိုးကိုအောက်ကိုချလိုက်တယ်ဆိုရင်ပဲအဲ့ဒီအိုးဟာမိစာကြီးပေါ်ကိုအုပ်သွားခဲ့ပါတယ်။နတ်ဆရာနဲ့ရောက်တိုက်ပြီးမနိုင်ခဲ့တဲ့စာကြီးကိုစွမ်းအားကြီးမားတဲ့နတ်ဆရာကြီးကတော့တခုတ်ထက်နဲ့အောင်မြင်ခဲ့တာပါ။အဲ့ဒီနောက်မှာတော့မိစာကြီးကတက်ရှိထင်ရှားမရှိတော့ပဲသူ့ရဲ့စွမ်းအင်အလုံးလေးနှလုံးသားကျန်ရှိနေခဲ့ပါတော့တယ်။ကြီးမားတဲ့နတ်ဖျားဟာအဲ့ဒီအလုံးလေးအပေါ်မှာမိစာအမိသားလေးကိုပြုလုပ်ပေးခဲ့ပြီးမကောင်းတဲ့စွမ်းအင်တွေကိုကာကွယ်ဖို့အသုံးပြုခဲ့ပါတယ်။မိစာစွမ်းအင်တွေကိုပိတ်ဆို့ပြီးတဲ့နောက်မှာတော့နတ်ဖျားဟာစွမ်းအင်တစ်ခုကိုနတ်ဆရာကြီးရဲ့လက်ထဲအပ်လိုက်ပါတော့တယ်။အပြည့်ရဲ့နောက်မှာတော့မတော်တဆမှားယွင်းမှုတွေကြောင့်ပဲဖျားဟာသူ့အမေရဲ့ဘိုက်ထဲကိုဝင်စားလာခဲ့တော့တာပါ။ဒီလိုနဲ့ပဲမိစာစွမ်းအင်တွေပိုင်ဆိုင်ထားတဲ့ညီကြဟာလူသားအပြည့်ပြန်လည်မွေးဖွားလာခဲ့ပါတော့တယ်။ဒါကတော့တော့ဘာလုံးသိကြတဲ့ညီကြ